လလဘပေါ်များကျော်ဝါခြင်းဉာဏ်ပညာထက်ပြက်တိုးပွားစေခြင်းစိတ်အေးချမ်းမှုရရှိရန်ပြည့်တည်မင်္ဂလာရှိသောဖျားကမ်းမှာတိဋ္ဌိဝင်ကျွန်းနဲ့မဟာမြတ်မဏိဖျားကိုပင့်ဆောင်ပူဇော်နိုင်ပါပြီတိဋ္ဌိဝင်ကျွန်းနဲ့မဟာမြတ်မဏိဖျားဟာဉာဏ်တော်12လက်မဝင်းကျင်မှုအိမ်မှာပူဇော်တာဖြစ်စေစိုက်မှာပူဇော်တာဖြစ်စေကုမ္ပဏီရုံးခန်းမှာပူဇော်တာဖြစ်စေဖျားเจ้าကံဘုံကြီးเจ้าတိမ်เจ้าများတွင်လည်းအများကုသိုလ်ပွားများကြည်ညိုဖူးမြော်နိုင်စေရန်အတွက်မှာယူနိုင်ပါပြီတိဋ္ဌိဝင်ကျွန်းနဲ့ဉာဏ်တော်12လက်မအပြင်ဉာဏ်တော်10လက်မဉာဏ်တော်28လက်မကိုလည်းဉာဏ်မိတ်တာမှာမှာယူနိုင်ပါတယ်တရခန်သားဖြစ်ထုစစ်ထားသောမဟာမြတ်မုနိဉာဏ်တော်14လက်မကိုလည်းမှာယူပူဇော်နိုင်ပါတယ်ခင်ဗျာဒါအပြင်ဉာဏ်မိတ်တာမှာမေတ္တာလက်ဆောင်ပေးဝေသောကံချီနီခင်မွန်းကြီး10ပါးကြော့ကံမေတ္တာဖို့အမျှဝေစာအုပ်များကိုလည်းမေတ္တာလက်ဆောင်ဖြင့်ထည့်ပေးပါတယ်။မှာယူခြင်းနဲ့ဆိုရင်တော့ဉာဏ်မိတ်တာရဲ့ Facebook page, TikTok page က Messenger မှာမှာယူနိုင်တယ်လို့399446369564 399448094456မှာဆက်သွယ်မှာယူပူဇော်နိုင်ပါတယ်ခင်ဗျာ။အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။